လောကပါလာလောကပါလာအသင်းဖွဲ့ကြီးရဲ့ပါလောကပါလာပရာဟိတာလောကပါလာပရာဟိတာလူမှုကူညီရေးဖွဲ့စည်းလုံးကြီးအင်အားညီညွတ်မှုအင်အားအများကျိုးတက်ထမ်းရွယ်ရင်းနဲ့စုပေါင်းလို့ရဆောင်ရွက်ခါလောကပါလာလောကပါလာအသင်းဖွဲ့ကြီးရဲ့ပါရှေးစင်လာဆက်ဆက်ကကျေးဇူးရှင်ထေဆရာဆရာတော်များရဲ့ဩဝါဒကိုခံယူခြင်းသုံးငါနာယကလူကြီးများရဲ့လမ်းညွှန်မှုနဲ့အညီပူးပေါင်းလို့ဆောင်ရွက်ခါကူညီပေးနေတာတောင်းရည်သုံးရည်လူရန်ရည်မိဘရေဘေးတဘာဝဘေးလူမျိုးဘာသာစင်တမညွေအခမဲ့စေကူပေးကကူညီပေးနေတာလူမှုတို့ကြိုးဆိုရာလောကပါလာလောကပါလာလူမှုကူညီအသင်းဖွဲ့ကြီးရဲ့ပါမန္တလေးရွှေမြို့စီပင်သာပြည်ကြီးတစ်ခုမြို့တနေရာလောကပါလာအသင်းဖွဲ့ကြီးရဲ့တည်ရှိတဲ့နေရာမန္တလေးရွှေမြို့စီပင်သာပြည်ကြီးတစ်ခုမြို့တနေရာလောကပါလာအသင်းဖွဲ့ကြီးရဲ့တည်ရှိတဲ့နေရာဒါရခုနှစ်စလေးရက်ွယ်60အေလန်ဌာနေမှာ1390ခုနှစ်ဆရာတော်ကြီးများရဲ့ဩဝါဒနဲ့အညီတည်ထောင်ခဲ့လေတာလူမှုထူးကြိုးစုရာလောကပါလာလောကပါလာလူမှုကူညီအသင်းဖွဲ့ကြီးရဲ့ပါမန္တလေးတိုင်းဒေသကြီးပြည်ကြီးတကွန်မြို့နယ်ဒါရခုနှစ်စလေးရက်ွယ်60အေလန်ဗန္ဓုလာလမ်းနဲ့အေးမြစ်တာလမ်းကြားတွင်လောကပါလာပရဟိတအသင်းအဖွဲ့ကြီးကို1390ခုနှစ်တွင်ဩဝါဒအာစရိယဆရာတော်များနာယကလူကြီးမင်းများရဲ့ဩဝါဒနဲ့အညီလူမျိုးဘာသာအစဉ်အမခွဲကြပဲတာရေးနာရေးမိဘေးရေဘေးတဘာဝဘေးများရေအလူဆေးအလူသွေးအလူကျောင်းနေရွယ်ကလေးများပါမကြံလောကပါလာလူမှုထူးချွန်စုရပရဟိတအဖွဲ့ကြီးကိုဒီသချင်းလေးနဲ့ဂုဏ်ပြုလိုက်ပါရစေလောကပါလာပရဟိတလောကပါလာပရဟိတလူမှုကူညီရေးဖွဲ့စည်းလုံးကြီးအင်အားညီညွတ်မှုအင်အားအများကျိုးတက်ထမ်းရွယ်ရင်းနဲ့စုပေါင်းလို့ရဆောင်ရွက်ခါလောကပါလာလောကပါလာအသင်းဖွဲ့ကြီးရဲ့ပါရှေးစင်လာဆက်ဆက်ကကျေးဇူးရှင်ထေဆရာဆရာတော်များရဲ့ဩဝါဒကိုခံယူခြင်းသုံးငါနာယကလူကြီးများရဲ့လမ်းညွှန်မှုနဲ့အညီပူးပေါင်းလို့ဆောင်ရွက်ခါကူညီပေးနေတာသုံးရည်လူရန်ရည်မိဘရေဘေးတဘာဝဘေးလူမျိုးဘာသာစင်တမရွေအခမဲ့စေကူပေးကကူညီပေးနေတာလူမှုထူးချွန်စုရာလောကပါလာလူမှုကူညီအသင်းဖွဲ့ကြီးရဲ့ပါမန္တလေးရွှေမြို့စီပင်သာပြည်ကြီးတစ်ခုမြို့တနေရာလောကပါလာအသင်းဖွဲ့ကြီးရဲ့တည်ရှိတဲ့နေရာမန္တလေးရွှေမြို့စီပင်သာပြည်ကြီးတစ်ခုမြို့တနေရာလောကပါလာအသင်းဖွဲ့ကြီးရဲ့တည်ရှိတဲ့နေရာဒါရခုနှစ်စလေးရက်ွယ်60အေလန်ဌာနေမှာ1390ခုနှစ်ဆရာတော်ကြီးများရဲ့ဩဝါဒနဲ့အညီတည်ထောင်ခဲ့လေတာလူမှုထူးချွန်စုရာလောကပါလာလူမှုကူညီအသင်းဖွဲ့ကြီးရဲ့ပါ